ပြပြမဲ့အကြောင်းအရာလေးကတော့ကလေးမျိုးကကြောက်တုံးပေါ်မှာစီးရင်မှတ်တဲ့သူနဲ့ကွန်ပျူတာထဲမှာစီးရင်မှတ်တဲ့သူရဲ့အကြောင်းပါကလေးမျိုးကငါးလေးကျော်ဆိုင်ရှင်မောင်ကျော်သူကတော့ဆိုင်ရှင်တွေကိုမီယိုဖလာအတိုင်းကြောက်ဆောင်ကြီးပေါ်မှာပဲချစ်ပြီးတော့မှတ်လိရှိတယ်ဒါပေမဲ့တနေ့တော့မိုးရွာချလိုက်နေပူလိုက်လာပေါင်းများစွာမှတ်ထားတဲ့စီးရင်တွေကအကုန်ပြောက်ပြက်ကုန်တော့ပေါ့ဖောက်တယ်မိတိုင်းလည်းမဖြစ်နိုင်တော့ပဲစိတ်ပြက်လက်ပြက်ဖြစ်ခဲ့ရတော့ပေါ့သူ့ဘေးကအိမ်ကြီးချင်းမောင်မြင့်ကတော့မတူဘူးနော်laptop လေးတစ်စက်နှိမ့်လိုက်ရုံနဲ့ဘယ်ဖောက်တယ်ကဘလောက်ကိုအားပေးထားလဲဆိုတာကိုတီတီကြပ်ကြပ်သိတယ်ဖောက်တယ်ကပါအလိုလျောက် VIP free တွေပေးနိုင်ပြီးစိုင်ကိုပိုစီကားအောင်လုပ်နိုင်ခဲ့တယ်မောင်မြင့်ရဲ့လျှို့ဝှက်ချက်ကတော့ smart scale နဲ့ကွန်ပျူတာသင်တန်းမှာတက်ရောက်ခဲ့တာပါအခုတော့မောင်ကျော်လဲကြောက်တုံးကြီးကိုဆွတ်လွတ်ပြီး laptop ထဲမှာ Excel နဲ့စီးရင်တွေတက်တက်ရက်ရက်တွက်ချက်တတ်သွားပါပြီတင်လုပ်ငန်းရဲ့စင်းစရာတွေကိုကွန်ပျူတာနဲ့ပြောင်းလိုက်တဲ့နေ့ဟာတင်ကစစ်မှန်တဲ့ဆိုင်ရှင်ဖြစ်လာမယ့်နေ့ပါပဲမောင်ကျော်လို0ဘွားကနေ Grandi Keys ရှောင်းလန်းဖို့ Smart Scale နဲ့ Excel Training ကိုအခုပဲဆက်တက်လိုက်ပါနော်